ဟုတ်ကဲ့အားလုံးပဲတူဒီချေဝါသနာရှင်ကြီးများအားလုံးကိုကျွန်တော်တူဒီရွှေအောင်လင်း channel လေးကနေဥစွာမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်ပါတယ်ခင်ဗျ channel အသစ်လေးမို့ကျွန်တော်ရဲ့မိတ်ဆွေများက subscribe နှိပ်ရတဲ့ subscribe နှိပ်ထားပြီးပါကျွန်တော်ယနေ့မှာတော့ဒါနောက်ဆုံးပိတ်အိတ်နဲ့လွယ်နောက်ဆုံးပိတ်တောက်ကြနေတဲ့တဏီကုံစာကျွန်တော်ရဲ့နော်လုံးမိုင်ပတ်သီးနဲ့အောကွက်တွေ main ကွက်တွေကျွန်တော်တပါတယ်မိတ်ဆွေများကို free တင်ပေးလိုက်ပါပြီဗျာနော်24ရက်နေ့10လ2025ဒီနေ့တောက်ကြနေတဲ့တဏီကုံစာကျွန်တော်9ပတ်တီ2ပတ်တီကြိုင်ပါတယ်9နှစ်တလုံးကျင်းတီပေါ်ကိုကြာရပါအောင်ခင်ဗျာနော်9နဲ့ဆိုရင်ကျွန်တော်90 93 91ပါ2နဲ့ဆိုရင်23 21 24ပါဗျာနော် main on နေဖြစ်ကျွန်တော်29 96 28ပါဗျာနော်အားလုံးအစဉ်ပြေကံကောင်းပေါင်းမြောက်နိုင်ကြပါစေလို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့နေ့တိုက်လေးတွေပုံမှန်မြင်ရင်လည်းတွေ့ရင်လည်းကျွန်တော်ရဲ့နေ့တိုက်လေးတွေနဲ့နေ့တိုင်းပုံမှန်ပေါင်းမြောက်အောင်မြင်ရင်လည်းဆိုရင်ကျွန်တော်ရဲ့ချင်းညီကိုညီမများအားလုံးကဒါကျွန်တော် channel လေးကို subscribe လေးနှိပ်ထားဖို့တော့မမေ့ပါနဲ့ဗျာနော်ခေါင်းလောင်းလေးနှိပ်ထားပေးပါ like share လေးနဲ့လည်းကိုညီပေးကြပါခင်ဗျာနော်ကျွန်တော်ဒီတစ်ပတ်မှာတော့ဒါ24ရက်ကနေ20ရက်ကနေ24ရက်နေ့ဒီတစ်ပတ်စာကျွန်တော်ရဲ့ formula ကွက်လေးရနေမိတ်ဆွေများကိုစိန်ပတ်သီး9ပတ်သီး3ချိန်တီတီထွက်ပါတယ်စိန်စွန်တက်ခွေ4ချိန်တီတီထွက်ပါတယ်ဗျာနော်ဒါခွန်9 2ချိန်ကြတယ်9 6တစ်ချိန်ကြတယ်နော်94တစ်ချိန်ကြတယ်4ချိန်တီတီကျွန်တော်ရဲ့ရှယ်မွေးကွက်စိန်စွန်တက်ကတော့ဒါ4ချိန်တီတီကြပါတယ်ကျွန်တော်ရဲ့ရှယ်မွေးကနာကတော့တစ်ချိန်မှတော့မထွက်သေးပါဘူးเนาะကျွန်တော်3ခွက်ထုတ်ပေးထားတယ်ဒီနေ့နောက်ဆုံးနေ့မှာเนาะကျွန်တော်ရဲ့လုံးမိုင်ပတ်သီးတွေနဲ့အောင်မြင်ပေါင်းမြောက်နိုင်ကြပါစေလို့လည်းကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်เนาะကျွန်တော်ရဲ့ channel လေးကို subscribe မနိုင်ရင် subscribe လေးနှိပ်ထားပေးကြပါအားလုံးပဲခေါင်းလောင်းလေးနှိပ်ပြီးတော့ကျွန်တော်တင်တိုင်းနေ့တိုင်းလေးတွေပုံမှန်တင်တိုင်းเนาะတစ်ပတ်စာ formula ကလေးတွေပုံမှန်တင်တိုင်းမိတ်ဆွေတို့မြင်ရတွေ့ရအောင်လို့ subscribe လေးနှိပ်ထားပေးကြပါเนาะအားလုံးပဲကံကောင်းပေါင်းမြောက်နိုင်ကြပါလိမ့်ဗျာเนาะ